သိတာပဲ ဝိဒါဆိုတော့စားပါတယ်အများ ဘ ကြီး ယ်တော့အများကြီး ဟုတ်ပါစားပါလေတပိတ်တာအမေနေတယ်အမေ ဟုတ်လား ဟုတ်လိုက်တယ် အများလုံးမပါဘူး တော့စားတာမငန်ဘူးဆိုတာ ဘယ်တော့လာမငန်အောင်နော် ဟုတ်ကောဒီနေ့နိုင်ပြီอ่ะ စားရပဲကြည့်ကြပါရှင်ဒီနေ့ရအသိမှားလို့ပါ ဒီကတိတ်လာတော့တိတ်ဆံမကြပါရှင့်စားနေတာလေးပဲကြည့်ပေးပါရှင့်ဒီလိုတွေ့ရလားစားကောင်းတော့ ရန်ကောင်းတော့မပြီးရဘူးပဲ ပြီးကျိုး စိမ့်လိုက်ရပါလေ မာလို့လည်းရပါ ချုပ်ပြီးသားလိုက်ရပါလေမဒီမပါ အစင်းလည်းရတယ်အချက်လည်းရတယ် ဟာနော်ဆက်ကောင်ပြန်ဆက်ထက်လာ မစားရညာက စားညာရွယ် အဲ့ဒါပဲအောင်တော်လုံးက အဲ့ပါလက်မအောင်ကြည့်လိုက် ဟိုကလည်းအားလုံးပဲမင်္ဂလာပါအော်ပြီးတော့အောင်ကျင်းလို့ တော့မရတယ် အဲ့ရ no ဟုတ်နော် မတန်လေးကျမစလုံးကြီးရလေကျမတွေ့ရတော့အောင်မမငါပြည့်မငါအောင်တော့ကြာ နော်ဆိုလေလေဒါနှစ်ချုပ်ကပြီးပါရန်ကောင်းနင်းတယ်ကိုချုပ် သူကအဲ့မှာအိုးကြီးနေတယ်လေ အိုးကြီး အိုးကြီးနေတယ်အဲ့ဒီမှာအားလုံးကအိုးက9လောက်ရှိတယ်15လုံးလောက်ရှိတယ်ကြီးသေးလေ ဒီစင်အိုးကြီး ကျွန်တော်အဲ့မှာလိုက်ကြည့်တယ်လိုက်ကြည့်ပြီးတော့မှကြိုက်တော့မှဝယ်လာ တန်ဟုတ်မကော တန့်တယ်လောက်တာကိုင်းတာသူကဘာလို့လဲဆိုတော့ဟိုဟာလေချောင်းဘေးဆိုတော့လေချောင်းကသူတို့ချောင်းတွေကအဲ့ထက်ရေကိုပဲတောက်တာအဲ့ထက်ရေကိုပဲတောက်အဲ့မှာပဲရေချိုး အဲ့ရပါတော့ပါလားအဲ့တော့လား ဘုံဆုံးပြောပြရမယ်တန်လာဆိုတော့ အဲ့မှာရေကတအားပေါ်တဲ့ခါကျတော့ဒီငပိလုတ်တဲ့အခါမှာအရန်တန့်တာပေါ့ပြရမှာရေရတယ် သူ့ကိုဘယ်လိုတော့ အကျက်မဟုတ်လည်းမှားလို့ရတယ် ဆက်ပြင်းလို့လား အကြက်မုတ်ကသူကဟိုဟာလေအများကြီးစားတယ်လေချမောင်ဟင်းလေးပါနဲ့နေစားလဲဘိုက်မနာဘူး ဟုတ်တယ် အဲ့မစိုးနော်